ဒီနေ့ကျွန်တော်ပြောတော့မှာဖြစ်ပါတယ်တော်တော်များများယုံကြည်သူတွေဟာဖះကိုပဲဟိုကလှုပ်ပေးပါဒီဟာလှုပ်ပေးပါဟိုကလှုပ်ပေးပါဒီဟာလှုပ်ပေးပါတကယ်တော့ကျွန်တော်လိုတဲ့ຢာအားလုံးကသူခိုင်းတာလှုပ်တဲ့အခါမှာပဲပြည့်စုံသွားတာဖြစ်တယ်နားလည်အောင်ပြန်ပြောပြမယ်ကျွန်တော်တို့ကဖះသခင်ကိုဟိုကလှုပ်ပေးပါဒီဟာလှုပ်ပေးတာအရန်ပြောတယ်ဒါပေမဲ့ကျွန်တော်တို့လိုအပ်တဲ့အရာတွေအားလုံးဘယ်ချိန်မှပြည့်လဲဆိုတော့သူခိုင်းတာလှုပ်တဲ့ချိန်မှာပြည့်သွားတယ်ဆိုတော့ကျွန်တော်တို့ခရိယန်ယုံကြည်သူတွေတော်တော်များများရဲ့အသက်တာကဖះသခင်ကိုပေးပါလို့ပြောပေမဲ့ဖះသခင်ခိုင်းတာကိုမလုပ်မချင်းကျွန်တော်လိုအပ်တဲ့အရာကိုကျွန်တော်တို့မရဘူးဆိုတာကိုမသိကြတာတော်တော်များပါတယ်ဒီအတွက်ကြောင့်ကျွန်တော်ဖះကအားလုံးပေးထားပြီးသားပါယေရှုခရစ်တော်အဖြစ်အကုန်ပေးထားပြီးသားအဲ့ဒါကိုဘယ်လိုရယူမလဲဆိုတော့သူ့ရဲ့အလိုတော်သိပြီးတော့လှုပ်ဆောင်တဲ့အခါမှာကျွန်တော်တို့လိုအပ်တဲ့အရာတွေအားလုံးကကျွန်တော်မတောင်းမဲနဲ့ပြည့်စုံလာတယ်ဆိုတာကိုနားလည်ရတယ်ဒီအတွက်ကြောင့်ဒီနေ့နှုတ်ကပတ်တော်အဖြစ်ရောက်စီတိုင်းဖခင်ရဲ့အလိုတော်ကိုသိရှိနားလည်ဖို့ဝိညာဉ်တော်သည်ဖွင့်ပြပါစေခဏလောက်ဆုတောင်းကြရအောင်ဖခင်ရှင်ကိုရောယေရှုတင်တယ်ကောင်းမြတ်တော်မူသောဖခင်ကရုဏာတော်ရှင်မြတ်တည်သောကြောင့်ဂုဏ်ကြီးတော်ချီးမွမ်းပါတယ်ကိုရောဒီသစ္စာနဲ့ပြည့်စုံတဲ့ဖခင်ရှင်ဖြစ်တယ်ကရုဏာနဲ့ပြည့်စုံတဲ့ဖခင်ရှင်ဖြစ်တယ်နှုတ်ကပတ်တော်အဖြစ်ကိုရောတာမီရောက်တဲ့နေ့တိုင်းမှာဆွဲခေါ်နေလို့ယေရှုတင်ကိုရောသားသမီးတွေတမန်တရားကိုသိပါစေတမန်တရားကိုသိမှာပဲတမန်တရားကလွတ်မြောက်စေမှာဖြစ်တဲ့အတွက်ကြောင့်အမျိုးမျိုးသောလူတွေမှာချုံနှောင်ခြင်းအမျိုးမျိုးရှိပါတယ်ထိုရတဲ့အားလုံးကိုလွတ်ဖို့ဘလောက်ဆူတောင်းတမန်တရားကိုမသိတဲ့အခါမှာမလွတ်နိုင်ကြပါဘူးဒါကြောင့်တကယ်တမန်တရားကိုသိရှိဖို့ရအတွက်တမန်တရားကိုဖွင့်ပြမယ်ဒါရှင်တော်ဝိညာဉ်တော်သည်ကိုရောဥဆောင်ပါမည်အကြောင်းကျွန်တော်ကိုတစားပလာဖြစ်တာအသုံးပြုလက်ကိုရောရဲ့အသင်းတော်ကိုကောင်းကြီးဖြစ်ပါစေသခင်ယေရှုဖခင်နာမနဲ့ဤချင်းဤနိုင်ကိုလက်တော်ထဲမှာအနံပါတယ်ရှင်ဖခင်အာမင်ညီကိုမောင်နှမတို့ခုနကျွန်တော်ပြောပြီးသွားပြီဖခင်သခင်ရဲ့အလိုတော်ကကျွန်တော်တို့အသက်တာကိုပြည့်စုံဖို့အကုန်လှုပ်ထားပေးခဲ့ပြီဖြစ်တယ်အကုန်လှုပ်ထားပေးပြီးသွားပြီသို့တော့ကျွန်တော်တို့ကဖះကိုလှုပ်ပေးပါလှုပ်ထားပေးပြီးသားကိုကျွန်တော်တို့ကပေးပါလို့တောင်းနေတဲ့အသက်တာဖြစ်နေတယ်လှုပ်ထားပေးပြီးသားသို့တော့ကျွန်တော်တို့ဘာလို့မရတာလဲလို့ပြောတာပေးပြီးသားပဲဘာလို့မရတာလဲလို့မေးရင်ကျွန်တော်တို့လိုအပ်တဲ့အရာတွေအားလုံးကိုကျွန်တော်တို့ကတောင်းနေပေမဲ့ဖះကသူ့ခိုင်းတာလုပ်တဲ့အခါမှာပြည့်စုံသွားတာဖြစ်တဲ့ဥပမာsorry မောဆိုးမသူ့သားလေးနဲ့ဟလာဇရတမျိုးကမောဆိုးမသူ့ရဲ့သားလေးနဲ့ဒီနောက်ဆုံးမုန့်ကလေးကိုစားပြီးတော့မှသေဖို့သူဖះကိုလည်းဘယ်လိုပဲဖြစ်မျှော်လင့်ခြင်းရတော့လူတိုင်းမှာဖះမှာပဲရှိတဲ့အခါမှာဖះသခင်သားလေးနဲ့ဘယ်လိုလုပ်အောင်မလဲဒါနောက်ဆုံးပဲဘုရားသခင်ကျွေးမွေးပါကြည့်ရှုပါနမိတ်လက္ခဏာပြုပါအမျိုးစုံပြောမှာပဲဒါပေမဲ့သူ့အိမ်ကိုဘုရားလူကရောက်လာပြီးတော့ရေသွားခတ်ဆန်းတယ်မိုးမရွာလို့ရေရှားနေတဲ့အချိန်မှာရေခတ်ဆန်းတယ်ရေသွားခတ်ပေးတယ်ရေသွားခတ်နေတဲ့အချိန်မှာပဲငါတော့မုတ်ယူလာခဲ့တယ်မုတ်ဖုတ်ပြီးလာခဲ့တယ်အဲ့ဒါနဲ့မဟုတ်ဘူးရယူလာခဲလို့ပြောတဲ့အခါမှာအမျိုးသမီးကပြန်ပြောတယ်ဇရတမျိုးကမုတ်ဆိုးမှာဘာပြောလဲဆိုတော့ကိုရောတဲ့ဖျားခင်အသက်ရှင်တယ်ကိုရောအသက်ရှင်တယ်ဆိုကိုရောသိရမယ်ကျမနောက်ဆုံးမုံညက်နဲ့စီအနေငယ်လေးပဲရှိအဲ့ဒါစားပြီးတော့ကျမသေတော့မှာကျမသားလေးနဲ့သေဖို့ကျမပြင်ဆင်ထားပြီးသားမဟုတ်ဘူးငါခိုင်းတာအရင်လို့ကြည်ငါခိုင်းတာအရင်လို့ငါခိုင်းတော်မင်းရင်လို့ဘုရားသခင်မိန့်တော်မူသောစကားရှိတယ်ငါခိုင်းတာအရင်လို့မင်းလိုအပ်တဲ့အရာကပြည့်လာလိမ့်မယ်ဘောပေါက်လာမင်းကြီးကောမောကျွန်တော်တခါလေးမှာကျွန်တော်ကလိုအပ်တာကိုဘုရားကိုတောင်းနေတာဘုရားကပေးပြီးသားဘယ်လိုနည်းနဲ့ပေးလဲဆိုတော့ तू ခိုင်းတာကိုလှုပ်ဆောင်တဲ့အပေါ်မှာကျွန်တော်အကုန်ရလာဆိုတော့မုတ်သွားဖုတ်လိုက်ရှိတဲ့မုတ်ကိုဖုတ်ပြီးတော့မှအေလိရှဲကိုသွားပြီးတော့အေလိယာကိုသွားပြီးတော့ကျွေးလိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ဟလာများစွာစားရတဲ့အခွင့်လုံလောက်စွာစားတဲ့အခွင့်ကိုပြင်ဆင်ပေးတယ်တခါတလေမှာကျွန်တော်တို့ကဖះကိုပဲ
မျော်လင့်နေတယ်ဖျားသခင်မဆပါမုတ်ကုံတော့မယ်စီကုံတော့မယ်ဖြည့်ပေးပါလို့တောင်းနေပေမဲ့ဖျားကမဟုတ်ဘူးငါခိုင်းတာကိုမင်းလှုပ်လိုက်ရင်မင်းလိုအပ်တဲ့အရာအလုံးက automatic နမိတ်လက္ခဏာဖြစ်လာလိမ့်မယ်ဆိုတော့ညီကိုမောင်မတို့ကျွန်ုပ်ဒီချိန်ဒီကာလဒီဖျားကိုတောင်းရမယ့်ကာလမဟုတ်ဘူးဆိုတာကိုကျွန်တော်ဖျားဖွင့်ပြပါတယ်โอเคတောင်းရမယ့်ကာလမဟုတ်ဘူးဒါဆိုဘာလုပ်ရမှာလဲဆရာပြောပြပါမယ်ဖျားခိုင်းတာကိုလုပ်ရမယ့်အချိန်ကာလရောက်နေပြီโอเคပြန်ပြောပြမယ်တေချာနားထောင်ဒီချိန်ဒီကာလဒီဖျားသခင်ကိုဟိုလှုပ်ခိုင်းဒီလှုပ်ခိုင်းလှုပ်ရမယ့်အချိန်မဟုတ်တော့ဘူးဖျားသခင်လှုပ်ခိုင်းတာကိုလှုပ်ရမယ့်အချိန်ရောက်နေပြီဒါကြောင့်ကျွန်တော်တို့ဖျားလှုပ်ခိုင်းတာကိုလှုပ်သောသူတွေဖြစ်ရင်တင်းရဲ့အသက်တာအတွက်ဖျားပြင်ဆင်ထားတဲ့ကျမ်းမာရေးလားဖျားပြင်ဆင်ထားတဲ့ငွေရေးကြေးရေးလားဖျားပြင်ဆင်ထားတဲ့အောင်မြင်ခြင်းလားအကုန်တင်လိုတဲ့အရာတွေအားလုံးကတင်းရဲ့အသက်တာမှာပြည့်စုံလာမှာဖြစ်တယ်ဆိုတော့တင်အာယုံစိုက်ရမှာတင်ဘာလိုနေလဲဆိုတာကိုအာယုံမစိုက်ပဲနဲ့ဖျားဘာလောက်ခိုင်းနေလဲဖျားကဘဒုကိုဘာလောက်ခိုင်းနေလဲဆိုတာကိုပတ်ဝန်းကျင်ကိုကြည်တက်ဖို့အင်မတန်အရေးကြီးတယ်ဒီနေ့ဖျားရှင်ဖွင့်ပြတဲ့အချက်အကြောင်းအရာလေးတစ်ခုနဲ့ကျွန်တော်ဝေငှသွားခြင်းအဲ့ဒီအရာလေးကိုမပြောခင်မှာကျွန်တော်တစ်ချက်တေးသေးချာချာအခုနအကြည့်ဖျားကိုခိုင်းတဲ့လူတွေအများကြီးရှိတယ်ဥပမာမေရိုမာရီရဲ့ဇပိရေကုံသွားတဲ့ခါမှာဇပိရေကုံပြီးတဲ့ပြောချင်တာကဘာဖြစ်လို့ယေရှုလာပြောတာဇပိရေကုံပြီးလို့နော်ဘာလို့ဇပိရေကုံပြီးလို့ယေရှုလာပြောတာယေရှုတခုခုလှုပ်ခိုင်းတာယေရှုတခုခုလှုပ်လိုက်တပည့်တွေရှိတယ်သွားဝယ်ခိုင်းလဲဝယ်ခိုင်းလဲတခုခုဒီမှာရှိတဲ့ဟာလာဟိုမိသားစုရဲ့အဆက်ကိုထိမ့်ပေးပါအောင်ကူညီပေးပါအောင်မဆပေးပါအောင်လာအားကိုးတာပါအားကိုးတာမမှားပါဘူးဒါပေမဲ့ကိုရောကဘာပြောလဲချက်ချင်းပဲအချင်းမိမတင်တင်ငါနဲ့အဘယ်သို့ဆိုင်တယ်ငါအချိန်မရောက်သေးဘာပြောလိုက်တာလဲသိလားငါလုံးမဲ့အရာကိုမင်းမသိပဲနဲ့မင်းလှုပ်ချင်တဲ့အရာတွေပဲငါ့ကိုမပြောနဲ့လို့ပြောလိုက်တာဆိုတော့ချက်ချင်းမဲ့တော်မာရိယသိတယ်ဒီမှာကြည့်ဒါလေးကနည်းနည်းအရေးကြီးလို့ကျွန်တော်ပြမယ်ယောဟန်ခန်းကြီး2မှာချက်လေးသွားရအောင်ယောဟန်ခန်းကြီး2ယောဟန်ခန်းကြီး2မှာโอเคအများကြီးမဖတ်တော့ကျွန်တော်ခုနအကြောင်းလေးပြောပြီးသွားပြီဆိုတော့အငယ်3ကနေဖတ်မယ်ဇပိရေကုံတော့ကယေရှု၏မဲ့တော်ကဇပိရေမရှိဘူးကြားပြော၏ကျွန်တော်တက်တာမှလည်းသိထားမယ်ဖျားသခင်ပတ်စံကုံနေပြီဖျားသခင်အလောက်ကလည်းမရှိတော့ဘူးဖျားသခင်ဒီမိသားစု10ယောက်နဲ့ဘလို့စားမှလည်းဖျားသခင်ဒီမှာလည်းပါပြောနေဇပိရေကုံပြီဖျားသခင်အရေးထဲမှာဟိုအလုတ်ဖြုတ်တဲ့ထဲမှာကျွန်တော်လည်းပါသွားသေးတယ်ဖျားသခင်ဖျားသခင်အကုန်သိတယ်ဖျားသခင်အခွင့်ပေးတဲ့အမှုတွေပဲအားလုံးဖျားသခင်အခွင့်မပေးခြေတလန်းတော့လှမ်းခွင့်မရှိဘူးဖျားသခင်အခွင့်မပေးရင်စာငတ်တကောင်တော့မှမြေပေါ်ကျတဲ့ခွင့်ကိုမပေးဘူးဆိုတော့တင်းရဲ့ထွက်ချင်းဝင်ချင်းအားလုံးကိုဖျားသခင်အကုန်လုံးကြည့်ရှုပြီးတော့မှတာဝန်ယူထားတဲ့ဖျားရှင်ဖြစ်တော့အလကားဖြစ်တာတခုမှမရှိဘူးအေးတင်းအလုတ်ရလဲကြီးတော့ချီးမွာအလုတ်ပြုတ်လဲကြီးတော့ချီးမွာအစင်ပြေလဲကြီးတော့ချီးမွာအစင်မပြေလဲကြီးတော့ချီးမွာအစင်ပြေကြီးတော့ချီးမွာအစင်မပြေတာ၍ကြီးတော့ချီးမွာအစင်မပြေချင်းတာ၍အစင်ပြေဖို့အကြောင်းတွေဖြစ်လာနိုင်တာအများကြီးရှိတယ်ဖြစ်လာနိုင်တာမို့အစင်မပြေတဲ့အရာတွေအားလုံးတာ၍အစင်ပြေဖို့ရန်အတွက် stepping stone အနေနဲ့ဘုရားသခင်တင်ပေးလိုက်တဲ့အရာတွေအများကြီးရှိတယ်အော်စရာကောင်းအောင်ဘုရားလှုပ်သွားတာအများကြီး okay ဆိုတော့တင်သဘောပေါက်ဘုရားသခင်တင်အကျိုးနဲ့ဖို့လှုပ်တာတခုမှမရှိဘူးတင်မျှော်လင့်တော့အကျိုးကိုရဖို့ပဲဘုရားအမြဲတမ်းလှုပ်တဲ့အတွက်ကြောင့်တင်ရတတ်တာမှာတင်မမျှော်လင့်တာဖြစ်လာပြီဆိုကြီးတော့ချီးမွမ်းတော့တင်မမျှော်လင့်တာဖြစ်လာပြီဆိုရင်တင်တခါမှမမြင်ဘူးတဲ့မင်္ဂလာထဲကိုတင်ဝင်စားတော့မယ်ဆိုတာတင်မမေ့နဲ့အဲ့ဒါတင်အမြဲတမ်းမှတ်ထားပါညီကိုမောင်မတော့တကယ်ဆွဲလန်းထားပါဒီစကားတွေကိုကျွန်တော်ဘာသာထွင်ပြီးတော့ပြောလို့မရဘူးဖျားသခင်ဥဆောင်ပြီးတော့မှပြောမှထွက်လာတဲ့စကားတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဘာသာရှာကြမ်းပြီးတော့ပြောရင်ကျွန်တော်ဟာဟိုရက်တရားမှာပြောနေရက်ဟာလာ10ရက်တောင်ကျွန်တော်ကမဟောနိုင်ဘူးမဲ့ဖျားရှင်ပြောနေတဲ့အရာတွေတတိထားဆိုတော့ဒီမှာဘာတွေ့လဲဇပိရေကုံမိတဲ့ဇပိရေကုံမိဟိုကုံမိဒီကုံမိကိုတော့အကုန်သိတယ်တင်းတို့မတောင်းမိကြပဲတင်းတို့ဖတ်သိလို့ပြောတဲ့အတွက်ကြောင့်ကိုတော့တင်ပါလိုနေလဲဆိုတာကိုတော့အကုန်သိတယ်မှတ်ထားပါညီကိုမောင်မတော့အခုတင်ပါလိုနေလဲဆိုတာကိုတင်းအဖသည်အကုန်သိတယ်
okay ပြန်ပြောမယ်မကြားမှာဆိုလို့တင်ဘာလိုနေလဲတင်ဘာရင်ဆိုင်နေရလဲဘယ်လိုပြဿနာရှိနေလဲဖျားအကုန်သိတယ်ဆိုတော့အဲ့ဒါကိုဖျားကိုတွားပြီးတော့မှဟိုပြဿနာဒီပြဿနာတွေတွားမတင်ပြနဲ့အဲ့ဒီပြဿနာကိုဖျားတကယ်တင်ပြဿနာမဖြစ်ခင်ကတည်းကဖျားကကြိုတိထားပြီးသားဟာဒါဆိုဖျားကိုဒီပြဿနာမပြောလို့ဘာပြောမှာဒီပြဿနာကိုမပြောခိုင်းဘူးအဲ့ဒီပြဿနာထဲကနေဘာလုပ်ရမလဲဆိုတာကိုဖျားတင့်ကိုပြောနေတာကိုတင်ကြားအောင်နားထောင်တတ်ဖို့ဖျားနဲ့အချိန်ယူတတ်ဖို့နှုတ်ကပတ်တော်နဲ့အချိန်ယူတတ်ဖို့အရေးကြီးတယ်โอเคညီကောင်မောင်မတို့ဖျားအဲ့ဒီအခြေအနေထဲမှာအဲ့ဒီပြဿနာထဲမှာအဲ့ဒီအခက်ခဲထဲမှာဖျားအတင်းကိုဘာလုပ်ခိုင်းနေတာလဲတင်ရအောင်တင်ယူရမယ်ဟိုလူဒီလူသွားအာယုံမဆိုင်တော့နဲ့ဟိုလူဒီလူသွားပြီးတော့မှတင်မကြည့်နဲ့ဟိုလူဘာဖြစ်နေဒီလူဘာဖြစ်လဲကဘာကြီးကဘာဖြစ်နေအစ္စရေးမှာဘာဖြစ်နေပါလက်စတိုင်းမှာဘာဖြစ်နေမြန်မာပြည်ဘာဖြစ်နေအဲ့ဒါတင်နဲ့မဆိုင်ဘူးတင်းကိုဖျားဘာခိုင်းနေလဲဟိုပါလက်စတိုင်းနေဟိုကဘာတွေကိစ္စမပြောနဲ့တင်းအိမ်ဘေးနာရှိတဲ့သူဟိုစာကြက်စွပ်ပြုတ်လေးတိုးလောက်သွားချက်ပြီးတော့ပို့ပေးပါလို့ဖះပြောတော့မသိပဲနဲ့တင်းအစ္စရေးအကြောင်းတွေကဘာအကြောင်းတွေဟိုဗမာအကြောင်းတွေရှောက်ပြောနေတင်းအိမ်ဘေးနာဟိုလူတယောက်ကတေကန်နီးမို့လို့ဖះသခင်ကဟိုကြက်စွပ်ပြုတ်လေးတစ်ခုလောက်သွားတိုက်ပါလို့ပြောတဲ့အတောင်မကြားပဲနဲ့တင်းကဘာအတန်ကြားစီအစ္စရေးဘုံကျဲတဲ့အကြောင်းမကြားနဲ့ကဘာစစ်ဖြစ်တော့မကြောင်ကဘာစစ်ဖြစ်မှနေနဲ့မဆိုင်ဘူးဆိုင်နာကဘေးနာမှာကိုနှစ်ဆက်ဆိုင်တော့သူကိုနှစ်အမြချစ်ဖို့ဖះစကားပြောနေတာကိုနားမထောင်ပဲနဲ့ကိုကဟိုကဘာအကြောင်းတွေရှောက်ရှင်းစားလို့မရဘူးညီကိုမောင်မတို့တင်လိုအပ်တဲ့အရာကိုဖျားသခင်ကအဲ့ဒီနီးအဖြစ်ဖြည့်ရှင်းတာဟာညီကိုမောင်မတို့ရဲ့တင်လိုအပ်တဲ့အရာကိုစွတ်ပြုတ်လေးတော့ပို့ရင်လည်းတင်းရဲ့တက်တာတွေမှာလိုအပ်နေတဲ့အဖြေတွေအားလုံးအဲ့ဒီစွတ်ပြုတ်တော့ပို့ရင်လည်းရသွားတာတင်တော့မပို့မချင်းမရဘူးဖြစ်ချင်းတော့အဲ့တော့ပို့ရမယ့်သူကလည်းတင်းအင်မတန်မှကြည့်လို့မရတဲ့လူဖြစ်နေအဲ့ဒါပို့ဆိုချက်စွတ်ပြုတ်မပြောနဲ့ဘာဆုပ်ပြုတ်မှမပေးချင်ဘူးစံပြုတ်တော့မပေးချင်ဘူးအဲ့လိုလူမျိုးကြက်ဆုပ်ပြုတ်တကောင်လုံးပေါင်းလို့သွားပေးဆိုရင်ဘယ်လောက်ခံစားခတ်မလဲဒါပေမဲ့ပေးဆိုပေးလိုက်အဲ့ဒီမှာနမိတ်လက္ခဏာရှိတယ်နောက်ခုပြောပြမယ်ခရိယန်တတ်တာဆိုတာလူတွေတော်များထင်တာခရိယန်တတ်တာဆိုတာဘုရားကျောင်းပုံမှန်တတ်တဲ့ပုံမှာဘုရားသခင်သိပြီးတော့ချစ်မယ်လို့ထင်တာဘုရားသခင်ကကောင်းငင်ပုံမှာသူ့ရဲ့ကလန်ဒါမှာလေသူ့ရဲ့ကလန်ဒါမှာ तू က okay ဒီနေ့မေစကဝါမရှိတဲ့နာမည်ရှောက်ပြောနော်မေစကဝါကဖျားကြောင်းလာတက်တယ်ဒီအတွက်ကြောင့်တမဟုတ်ပြီနော်စေးဖို့ဒီနေ့တက်တယ်တမအဲ့လိုမှတ်နေတယ်ဖျားမဟုတ်ဘူးဖျားကြောင်းဘသူအတက်လဲဆိုတော့မှတ်ပြီးတော့မှကောင်းကြီးပေးတယ်ဖျားမဟုတ်ဖျားကြောင်းသွားပြီးတဲ့နှုတ်ကပတ်တော်ကြားပြီးတဲ့အခါမှာအဲ့ဒီနှုတ်ကပတ်တော်အတိုင်းဘသူအသက်ရှင်လဲယုံကြည်ခြင်းနဲ့ဘသူရှောက်လန်းလဲအဲ့ဒါကိုစိတ်ဝင်စားတယ်ဖျားHello ကဘာဦးကျနဲ့ဗျာဒိတ်ကျွန်းဒီကျမအလွတ်ရတယ်ဆိုတဲ့အပေါ်မှာဖះကျင်နှက်နေတဲ့ဖះမို့အဲ့ဒီရထားတဲ့ကျမ်းပိုက်တွေထဲနဲ့တပိုက်ပေါ်မှာတင်ယုံကြည်ခြင်းနဲ့တင်အသက်ရှင်လာမနှက်ပြတော့မစိုးရင်နဲ့ဆိုတဲ့စကားပေါ်မှာတင်ယုံကြည်စွာနဲ့အသက်ရှင်လာအဲ့ဒါကိုစိတ်ဝင်စားတဲ့ဖះကိုတော့ကျွန်တော်ကောင်းကြီးပေးကိုတော့ဘာဖြစ်လို့လဲကျွန်တော်ကျမ်းပိုက်အပိုက်တရားရတယ်သွားပြီကျမ်းပိုက်အပိုက်တရားရတဲ့ပုံမှာဖះတင်ကိုကောင်းကြီးပေးတာမဟုတ်ကျမ်းစာတပိုက်ပေါ်မှာတင်တကယ်အသက်ရှင်လာအကျဉ်သူဒီငါဟောပြောသောဤစကားကိုကြား၍နားထောင်လဲဆိုတာပါလဲ action လှုပ်ဆောင်ခြင်းပါလဲနားထောင်တယ်ထိုသူဒီကြောက်ပေါ်မှာအိမ်ဆောက်တော့ပညာရှိနဲ့တူတယ်ဆိုတော့ညီကိုမောင်တို့ပြောမယ်ဆိုအများကြီးပဲ okay ဆိုတော့နင်းတာပြောချင်တယ်ဟေးစပည့်ရကုန်ပြီလေကျွန်တော်တက်တာမှာလဲဖျားသခင်တော်ဟိုကုန်ပြီဒီကုန်ပြီဟိုမှာအစင်ပြုတ်ဒီအစင်ပြုတ်ရှောက်မပြောနဲ့ကျေးဇူးပြုဘာလို့တလားBilly Graham ကဘာပြောလဲဆိုတော့ဆရာကြီး Billy Graham က if you pray problem you shall receive problem တင်ဟာတဲ့ပြဿနာတွေပဲတွားတင်ပြရင်တဲ့တင်ပြန်ရမှာပြဿနာပဲတဲ့ဒါကြောင့်အရာရာမှာတင်ကိုဟာအရာရာမှာငါ့ကိုပြဿနာတွေပြောပြပါလို့မပြောဘူးအရာရာမှာကျေးဇူးတော်ချီးမွမ်းလို့ပြောတယ်အရာရာမှာကျေးဇူးတော်ချီးမွမ်းတင်စီပြန်ရောက်လာမှာပါလေချီးမွမ်းစရာတွေပြန်ရောက်လာမှာပေါ့အရာရာမှာကျေးဇူးတော်ချီးမွမ်းရင်ချီးမွမ်းစရာအကြောင်းတွေပြန်ရောက်လာမှာပေါ့တင်ကကျေးဇူးတော်ချီးမွမ်းခြင်းကိုပြစ်တင်လိုက်တဲ့အခါမှာတင်စီပြန်ကြလာတာကျေးဇူးတော်ချီးမွမ်းခြင်းပဲပေါ့ညီကိုမောင်မတို့ရဲ့တင်ပြဿနာတွေပြစ်တင်လဲတော့ပြန်ကြလာတင်ပြဿနာတွေပဲပြန်ကြလာမှာပေါ့ no တင်ဘာကိုပြစ်တင်လဲပေါ့အဲ့ဒီအရာတင်စီပြန်ကြလာမယ့်အရာပဲဟေးဒါကြောင့်တင်တတိထားတင်ပါစိုက်လဲစိုက်တန်းတင်ပြန်ရိပ်ရမှာပဲတင်ပါအပေါ်ဟလာကြွေးကြော်လဲကြေညာလဲအဲ့တဲ့တင်ပြန်ခံစားရမှာညီကိုမောင်မတို့ဒါကြောင့်တင်
နားလေဖို့အရင်ရေးကြည့်တယ်ဆိုတော့မကြည့်ကုန်ပြီးတဲ့စပီးမရှိတော့ဘူးလို့ကြားပြောတော့မှယေရှုကလည်းအချင်းမိမတင်နေငါနဲ့ဘယ်သို့ဆိုင်နေငါအချိန်မရောက်သေးဘူးမိန်တော်မူတာဘာပြောတာလဲငါရဲ့လုံမဲ့အလိုတော်ကိုမသိပဲနဲ့လာခိုင်းတာကို तू မကြိုက်တာ तू လုံမဲ့အရာကိုမသိပဲနဲ့ तू လိုတဲ့အရာတွေကိုပဲလာပြောတော့ဖခင်မကြိုက်ဘူးဒီအချိန်นี้မင်းတို့မတင်ယူရသေးဘူးလားငါရဲ့သဘောတဘာဝမင်းတို့လိုရင်လိုတဲ့အကြောင်းပဲပြောနေညီကိုမောင်မတို့ရဲ့ကျွန်တော်မြန်မာပြည်ကပဲမွေးလာတယ်ဆိုတော့မြန်မာပြည်အကြောင်းပဲပြောရအောင်နော်မြန်မာပြည်ကယုံကြည်သူတော်တော်များများဟာဟိုလိုတဲ့ခါမှာတောင်းတော့ရတယ်အဲ့ဒါလည်းပဲခြေနှက်နေတာကိုအဟုတ်ကြီးလို့ထင်တယ်အဲ့ဒါကကလေးအစင်းဗျဒါကြောင့်တကယ်စိုးစံတဲ့အသက်တောင်မရောက်ကြဘူးကလေးအစင်းကနေမတက်ဘူးဟိုအမွေထိန်းနိုင်တဲ့အရွယ်မရောက်လာဘူးတောင်းရင်ရလဲပျော်သွားလဲဟာလေလုယာလုပ်လိုက်နောက်ခဏနေโอเคပြန်ကုန်သွားလိုက်ပြန်တောင်းလိုက်တုံးရတော့ပြန်တုံးလိုက်ကုန်သွားလိုက်ဟာလေလုယာပြန်တောင်းပြန်ပေးအဲ့ဒါနဲ့ပဲလင်နဲ့အသက်တာမဟုတ်ဘူးညီကိုမောင်မတို့ကျွန်တော်အမြဲတမ်းပြောလို့ရှိတယ်ကျွန်တော်သားလေးငယ်တုန်းကကျွန်တော်အမြဲတမ်းတောင်းတယ်ဒက်ဒီဟိုဝယ်ပေးပါဒီဟာဝယ်ပေးပါဟိုဟာဝယ်ပေးပါဒီဟာဝယ်ပေးပါအမြဲတမ်းတောင်းတယ်သူလိုတဲ့အချိန်မှာသူငယ်သေးတဲ့အတွက်ကြောင့်သူ့ကိုကျွန်တော်ဝယ်ပေးတယ်โอเคလို့ဝယ်ပေးတယ်ဒါပေမဲ့အသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာသူနားလေလာတဲ့အရွယ်ရောက်တဲ့အခါမှာသားဒယ်ဒီစီမှာတောင်းနေတာကမင်းအတွက်ရေရှည်မကောင်းဘူးနော်သားလေးဘာဖြစ်လို့လဲဒယ်ဒီတကယ်တော့ဒယ်ဒီကအပေါ်ကဒယ်ဒီပေးမှဒယ်ဒီပေးနိုင်တာโอเค तू မပေးရင်ဒယ်ဒီလည်းမပေးနိုင်တော့ဘူးဆိုတော့ဒီဒယ်ဒီကမင်းနဲ့တစ်သက်လုံးမရှိနိုင်ဘူးရှိနိုင်တာကထာဝရအဖမင်းနဲ့တစ်သက်လုံးရှိနိုင်တာမြေကြီးပေါ်မှာရှိတော်မူသောကျွန်တော်တို့အဖလို့ဆုမတောင်းခိုင်းဘူးကောင်းငယ်ပုံနဲ့ရှိတော်မူသောကျွန်တော်တို့အဖလို့ဆုတောင်းခိုင်းတာဒါကြောင့်သားဆုတောင်းတဲ့အခါမှာမင်းတောင်းတဲ့အခါမှာမင်းလောကအဖေစီမှာတောင်းတာထက်ကောင်းငယ်ပုံရှိအဖကိုတောင်းတတ်ဖို့ငါမင်းကိုသင်ပေးမယ်ဘာလို့ဆိုမင်းအရွယ်ရောက်လာပြီသူ့ကိုကျွန်တော်ပြောတယ် तू ကလိဂီတာအရန်လိုချင်အဲ့လိဂီတာအဲ့တုန်းကတော်တော်လေးဈေးကြီးတယ်အတူအတွက်ဈေးကြီးတယ်ဗောနော်ဒေါ်လာ2000ကျော်လောက်ပေးရတယ်ဆိုတော့သူ့အတွက်ဈေးကြီးတယ်ဆိုတော့ကျွန်တော်လည်းဝယ်ပေးနိုင်တယ်ဒါပေမဲ့ကျွန်တော်မဝယ်ပေးဘူးဘာလို့ဆိုသူ့ဖျောက်အားကိုတောင်စမတင်ပေးရင်ကျွန်တော်ကဘုံကနေတိုင်းကနေဟာလာခရစ်တော်ဟာလာဟိုစားဗောခရစ်တော်ပြန်မကြွလာတာပဲဖြစ်ဖြစ်ခရစ်တော်ပြန်မကြွလာခင်ကျွန်တော်ကဖျားခင်ခေါ်သွားမယ်ဆိုရင် तू ကဘာနဲ့သွားမှာလဲကျွန်တော်မရှိတော့ तू ဘာနဲ့သွားမှာလဲကိုသားသမီးတွေကိုကလိုတဲ့ချိန်မှာပေးတာထက်ဖျားသခင်နဲ့မမိတ်ဆက်ပေးတတ်ရင်သူတို့ဖျားအာမကုတ်တဲ့တင်မရှိသူတို့ဒုက္ခရောက်ပြီတင်မရှိသူတို့ဒုက္ခရောက်ပြီအများနဲ့ပြင်ဆင်ထားအကောင်းဆုံးမျှော်လင့်တာမှန်တယ်အဆိုးဆုံးလည်းရင်ဆိုင်မှုပြင်ဆင်ထားโอเคကျွန်တော်အများနဲ့ပြောတဲ့စကားရှိတယ် hope for the best prepare for the worst hope for the best အကောင်းဆုံးမျှော်လင့်ဒါပေမဲ့အဆိုးဆုံးရင်ဆိုင်ရမယ်ဆိုလည်းရင်ဆိုင်မှုအများနဲ့ပြင်ဆင်ထားညနေပြင်ဆင်တာကြောက်စရာဘာမလို့လောကကြီးမှာဖယောက်ရထားပြီးဘာမှကြောက်စရာမလို့တောင်းအကောင်းဆုံးမျှော်လင့်အဆိုးဆုံးကိုရင်ဆိုင်လေဟာလာအဆိုးဆုံးကဖယားနဲ့သွားလိုက်မှတ်တာတင်ဘယ်ပြဿနာပဲရင်ဆိုင်မှတ်တာတင်တယောက်တည်းရင်ဆိုင်တာမဟုတ်ဖယားသခင်တင်တဲ့အမြဲတမ်းရှိတယ်ဒါတင်တယောက်တည်းရင်ဆိုင်နေဆိုတော့မှတယောက်တည်းထီးကြမီအဖော်မဲလို့လုံးမနေနဲ့မလို့ဘူးညီကိုမောင်မတို့တင်တယောက်တည်းဘယ်တော့မှရှိတာမဟုတ်တင်နဲ့အတူအီမာနွေလာကျွန်တော်နဲ့အတူရှိတဲ့ဖယားဘယ်တည်းရှိလဲကက်ကဘာကုံတိတာအတူရှိတဲ့ဖယားကျွန်တော်နဲ့ရှိနေအာမင်ဒါကြောင့်ဘယ်တော့မှစိတ်မပြတ်နဲ့အိုးဒီမှာလဲသမီးလေးတွေတွေ့ပါတယ်သမီးလေးတွေအိုးချစ်သူနဲ့ကွဲသွားတယ်တေးလိုက်တာပဲကောင်းပါတယ်မတေးနဲ့သမီးရဲ့သမီးဥစားဖျားပြင်ဆင်ထားတဲ့နောက်တစ်ယောက်ကအစင်သိရှိနေအဲ့လိုပြောလို့ဟာလေလုယာထမခေါ်နဲ့အဲ့လိုပြောတာမဟုတ်ဖျားသခင်ကအကောင်းဆုံးပြင်ဆင်ထားပြီးသားဖြစ်တယ်အဲ့ဒါကိုပြောတာโอเคဖျားသခင်အကောင်းဆုံးပြင်ဆင်ထားပြီးသားအဲ့တော့တိပြောကျေးဇူးတော်ချီးမွမ်းငါဘာဖြစ်လဲဘာဖြစ်လဲ no ဖျားခင်ငါတို့အမြဲတမ်းပြင်ဆင်ထားအဲ့တော့တိဖို့အင်မတန်အရေးကြီးတယ်ဆိုတော့မကြည့်ဒီမှာဘာတွေ့ရလဲငါနဲ့ဘယ်သို့ဆိုင်နေလဲချက်ချင်းမဲ့မေတော်ကအခန်းငယ်9မှာမေတော်ကလည်းသူစေခိုင်းသမျှတို့ကိုပြုတ်တယ်ချက်ချင်းပြောပြီနော်သူစေခိုင်းတာကိုပြုတ်လိုက်တယ်ချက်ချင်းမေတော်ချက်ချင်းပြန်ပြောင်းလိုက်သူစေခိုင်းတာလို့သူခိုင်းတာကိုလှုပ်လိုက်သူခိုင်းတာလှုပ်ရင်ငါတို့လိုတာပြေးလာမယ်တဲ့ဟာလေလုယာမေတော်မာဒီကောင်းအောင်သိတို့ဆူတောင်းပြောမယ်ဒါနည်းနည်းအရေးကြီးသွားပြီတေဆူတောင်းတဲ့အရာတွေမရလာဘူးဆိုရင်တေတတိထားတော့ဆရာကြီးဆူတောင်းတာပဲဆရာရဲ့အစာလဲရှောင်းတယ်အကုန်ရှောင်းတယ်
ဒါလည်းမရဘူးဆရာရဲ့ရက်တွေလည်းကြားလာပြီဆရာကျွန်တော်ပြောမယ်ပေးတာကြားပြီဒါပေမဲ့တခုပဲ तू တင်းဘာခိုင်းနေလဲအော်ဆရာရဲ့ဆူတောင်းတာကြားပြီရလည်းမရဘူး no ပေးပြီးသားဆူတောင်းကြားပြီ but तू ခိုင်းတာမလုပ်မချင်းတင်လို့တဲ့ဟာတင်းစီမရောက်လာတာ so तू ခိုင်းတာလုပ်တယ်ဒါနဲ့ဘာလုပ်ခိုင်းလဲဆိုတော့အဲ့မှာကြောက်အိုးစီ6လုံးထားရတယ်အဲ့ဒီကြောက်အိုးထဲကိုရေထည့်လိုက်တယ်တခုလို့ရှိတယ်ဖျားခိုင်းတာတဘာဝမကြဘူးတခါလေးမှာတဘာဝမကြဘူးလိုနေတာစပြည့်ရေအိုးထဲမှာအဲ့ဒီအိုးထဲမှာသွားပြီးရေသွားဖြည့်တယ်တဘာဝကြလားလုံးဝမကြဘူးဒါပေမဲ့ဖျားခိုင်းတာလှုပ်လိုက်တင်လိုတာရတယ်တင်လိုတာတော့မှဟိုကောင်းရတာမို့အကောင်းဆုံးရတဲ့အခွင့်ဖျားပြင်ဆင်ပေးတယ်โอเคမှတ်သားကျွန်တော်ပြန်ပြောမယ်တင်လိုတဲ့အရာကိုတင်ကဖျားကိုရေးလဲဆူတောင်းတယ်ဒါပေမဲ့တင်လိုတဲ့အရာကိုဖျားကဘယ်လိုနည်းနဲ့ပေးလဲဆိုတော့ तू ခိုင်းတာကိုလှုပ်ချင်းအားဖြင့်ပေးတာတင်ကိုဘလိုင်းပေးတာမဟုတ်ဘူးโอเคဆရာလည်းဟိုရသမီးတောင်းတာရတယ်ဟုတ်တယ်ကလေးတုံးကတောင်းတာရတယ်အသက်40ကျော်ပြီဟောဒီအဖွဲတွေပြောတာမဟုတ်โอเคအသက်40ကျော်ပြီအခုဒီအဖေနို့တောက်ချင်တယ်အဖေပကတ်ထဲကနေအော်နေရိုက်ခံရမယ်ပြောချင်တာအခုဒီအဖေလုံတယ်အဖေခိုင်းတာလုံနင့်အတွက်နို့ရေခဲတစ်တာထဲမှာရှိတယ်တွားယူတွားဟလာတွားတောက်နင့်ဖတ်တာတောက်ခွတ်တွားယူအဖေမလုံနဲ့နင့်လက်ရှိတယ်နင့်ခြေရှိတယ်နွားနို့ဘယ်မှာရှိလဲနင့်သိတယ်တွားယူတောက်အဲ့ဒီ level ရောက်လာဖို့ဖခင်အလိုတော်ရှိတယ်ညီကိုမောင်မတော့ okay ဆိုဖခင်ပေးပါလုံနေနဲ့ဖခင်ငါပေးပြီးသားဘယ်မှာလဲရေခဲတစ်တာထဲမှာတွားခတ်တွားယူတွားတောက်ခွတ်ယူတွားတောက်အဲ့ဒါပဲပြောအဲ့ဒီပြောတဲ့အတန်ကြားတတ်ဖို့လိုတာညီကိုမောင်မတို့ရဲ့ဒါရေးကြည့်နေတယ် okay ဆိုတော့အဆုံးသတ်မှာယောဟန်ခန်းကြီး21ပြောမယ်ဆိုရင်အများကြီးပဲ okay အငယ်15ကျွန်တော်တို့နိုင်ဝါဆိုတာ intro မရှိဘူး okay 21ယောဟန်ခန်းကြီး21အငယ်15 okay နနတ်စာကိုစားကြသည့်နောက်အဲ့ဒါရှင်ပြန်ထမြောက်ပြီးယေရှုခရစ်တော်ရှင်ပြန်ထမြောက်ပြီးသွားပြီ okay ရှင်ပြန်ထမြောက်ပြီးတဲ့အခါယေရှုကတပည့်တော်တွေနဲ့ရှိတဲ့ချိန်ယေရှုကယောနာဤသားရှိမုန်ဤသူတို့သည်ငါ့ကိုချစ်သည်ထက်တင်သည်တာ၍ချစ်သလောဟုရှိမုန်ပေတရုအားမေးတော်မူလင်ဟုတ်ပါဤသခင်ကိုတော်ကိုကျွန်ုပ်ချစ်သည်ကိုကိုတော်သိတော်မူ၏ဟုလျှောက်တော်ငါဤသိုးတငယ်တို့ကိုကျွေးမွေးလော့ဟုမိန်တော်မူ၏တဖန်ယေရှုကယောနာဤသားရှိမုန်တင်သည်ငါ့ကိုချစ်သလောဟုဒုတိယကြိမ်မေးတော်မူလင်ဟုတ်ပါဤသခင်ကိုတော်ကျွန်ုပ်ချစ်သည်ကိုကိုတော်သိတော်မူ၏လျှောက်တော်ငါဤသိုးတို့ကိုထိန်းလော့ဟုမိန်တော်မူလေကျွေးထိတ်ယေရှုကလည်းယောနာဤသားရှိမုန်တင်သည်ငါ့ကိုချစ်သလောတတိယအကြိမ်မေးတော်မူလေတင်သည်ငါ့ကိုချစ်သလောသုံးကြိမ်မြောက်အောင်မေးတော်မူသောကြောင့်ပေတရုသည်စိတ်နာသဖြင့်ပေတရုရဲ့တဘာဝကထိတ်ကနေဆိုစိတ်ဆိုးပဲအမြဲတမ်းစဉ်းစားတယ်နော်အရန်စိတ်ဆိုးတတ်တဲ့လူတွေလည်းဘုရားသခင်ကရွေးကောက်တယ်ဆိုတာဖော်ပြထားတာပါထိတ်ကနေဆိုရင်ကိုတော့တောင်မှပြန်ရန်တွေ့တာကိုတော့လည်းစိတ်နာလာပြီဘာရှောက်ပြောနာတယ်မသိဘူးဆိုတဲ့အထာပေါ့နော်ဆိုတော့စိတ်နာသဖြင့်သခင်ကိုတော်ဒီခတ်သိမ်းသောအရာတို့ကိုသိတော်မူ၏ကိုတော်ကိုကျွန်ုပ်ချစ်သည်ကိုတော်အကုန်လုံးသိတယ်ဖရားလေကိုတော်လည်းကျွန်တော်ချစ်တယ်ဆိုကိုတော်သိတာအဲ့နဲ့ယေရှုကငါတို့ကိုကျွေးမွေးလို့ငါတို့တွေကိုကျွေးလို့ငါမှโอเคဆိုစစီဒီသုံးချက်ဒီသုံးချိန်မှာပြောတဲ့ဟာတတိထားနော်ပေတရုမင်းငါချစ်လားချစ်တယ်ချစ်ငါတို့တွေကိုကျွေးโอเคမင်းငါချစ်လားပေတရုချစ်တယ်ကိုတော့ငါတို့တွေကိုထိတ်တတိယချက်ပေတရုမင်းငါချစ်လားကိုတော့အကုန်တိတယ်ကိုတော့
ကိုရောအကုန်တိတယ်လေကိုရောကျွန်တော်ချစ်တယ်ဆိုတော့ကျွန်တော်လိန်လို့မရကိုရောမင်းငါတကယ်ချစ်လားချစ်တယ်ဆိုရင်ငါတို့တယ်ကျွေးဒါဆိုရင်ဒီနေ့ယေရှုကကျွန်တော်ပါဇက်လေးကိုသုံးပြီးတော့ခမရတို့မေးတယ်ဟဲ့သားတို့သမီးတို့ငါ့ကိုချစ်လားဘယ်လိုဖြစ်မလဲအမလေးတိတ်ဖြစ်မောချစ်တယ်ပြောလိုက်မယ်ချစ်တယ်โอเคချစ်ရင်ကိုစားဖို့မစင်စားနဲ့သူများကိုကျွေးဖို့စင်စားတဲ့အဲ့ဒါပြောတာโอเคဒီ COVID-19 ချိန်မှာငါဘာစားမလဲငါလောစဉ်းစားနေချိန်မှာစားဖို့မစဉ်းစားနဲ့ကျွေးဖို့စဉ်းစားမင်းငါ့ကိုချစ်တယ်ဆိုရင်ဒီနေ့အားလုံးမင်းနဲ့ဟဲ့သမီးသားရေငါ့ကိုချစ်လားယေရှုကကျွန်တော်ပါဇက်လေးသုံးပြီးတော့မေးနေတယ်သင်ဘယ်လိုဖြစ်မလဲချစ်တယ်ကိုတော့ချစ်တယ်ဆိုရင်အင်မတန်မှမနေ့တနေ့မှရံဖြစ်ထားတဲ့နင်းရောက်ခမကိုဥမာနော်မဖြစ်ပါဘူးဘယ်သူမှမဖြစ်ပါဘူးဒီဖွဲ့တွေမဖြစ်ပါဘူးနင်းရောက်ခမကိုသွားပြီးတော့မိုဟင်္ဂါလေးချက်ကျွေးလုံနိုင်လား yes အဲ့ဒါရေးကြည့်တယ်မင်းငါ့ကိုချစ်လားโอเคချစ်တယ်ဆိုရင်နင်းဟိုတလောကလေဟိုအတင်းနေရှောက်တုတ်ထားတဲ့အမျိုးသမီးတယောက်ရှိရလေအဲ့ဒီအမျိုးသမီးနည်းနည်းပတ်စံလိုနေတယ်တော်လေးလိုနေဒုက္ခတွေရောက်သွားပေးလိုက်နည်းနည်းလေးသွားပေးလိုက်ပေးနေလားငါ့ကိုချင်ပေးတဲ့ဖေဟာโอเคငါ့ကိုချင်ပေးတဲ့ကျွန်တော်တက်တာမှာဖះကိုချစ်တယ်ဖះသခင်ကိုတော့ဒီလောက်ချစ်အသားနဲ့ဘာလို့ဒီလိုတွေကြုံတွေ့အဲ့ဒါလေးကိုတော့မပြောနဲ့တင်ကြုံတွေ့တဲ့အခက်ခဲတွေအားလုံးပြည်လည်သွားဖို့ရန်အတွက်တင်ကိုကဘာပတ်ပြီးတော့အတင်းတုပ်တဲ့လူကိုသွားပြီးတော့ကြီးရှုတဲ့အခါမှာအဲ့ဒီပြဿနာပြည်လည်သွားဖို့ကိုတော့အကုန်ပြင်ဆင်ထားပြီးသားသူခိုင်းတာလို့တင်လူအကုန်ပြေးတယ်ငါ့ကိုချစ်လားချစ်တယ်ကိုတော့ချစ်ရင်ငါတိုးတယ်မုံကိုတော့အဲ့တိုးဟုတ်လားအဲ့ဒါစိတ်ဂျိုနဲ့ရှောက်ခွေနေတဲ့ကောင်ဟုတ်တယ်တိုးအဲ့ဒါတိုးဂျိုပါတဲ့တိုးလည်းရှိတယ်โอเคဆရာလည်းဂျိုပါတဲ့တိုးရှိလို့လားရှိတယ်အာဗြဟံရဲ့သားဣဇက်ကိုပူဇော်ခံနေတဲ့အခါမှာခြုံမှညှိနေတာအဲ့ဒါဂျိုပါတဲ့တိုးโอเคဂျိုပါတဲ့တိုးတွေအများကြီးကျွေးချင်စိတ်ကိုမရှိတဲ့တိုးတွေအများကြီးရှိတယ်โอเคကိုလာခွေပြီးတော့ဟာလေလုယာလုပ်တဲ့အဖွဲ့တွေသို့တော့ကျွေးဆိုကျွေးဒီအချိန်မှာဖရာသခင်တင့်ကိုစကားပြောနေအရာအဲ့ဒါပဲငါ့ကိုချစ်လားတင့်ကိုဒီနေ့မေးနေတဲ့နောက်နေ့မနက်လည်းထမေးလိုက်မယ်ဖရာသမီးရေဒက်ဒီကိုချစ်လားဘယ်လိုဖြစ်မလဲချစ်ပါတယ်ချစ်တယ်ဆိုပါဇက်နဲ့မချစ်နဲ့သမီးရေပါဇက်နဲ့မချစ်နဲ့သားရေနင့်ကိုမနေ့ကဆဲသွားတဲ့ဟိုတယောက်လေကလန်းအောင်ဆဲသွားတဲ့တယောက်အခုဆိုင်ကယ်တိုက်လို့ဟိုမှာစေယုံမှာသွားကြည့်မဲ့သူလည်းမရှိဘူးသွားကြည့်ဖရာသခင်ကတင့်ရန်သူတင့်ရှိမှလဲသွားစေတာကတင့်ကိုကူညီဖို့နော်ဒါပေမဲ့တင့်ထင်တာပါလားတိလားငါ့ကိုလှုပ်လို့ထိသွားပြီတွေ့လားဒါကြောင့်ပြောတာမလုံနဲ့ဖရာသမီး please don't do that တင်းကိုမတင်းရန်သူလဲကျသွားတော့တင်းကိုမြင်စေတာကကျေးဇူးတော်ချီးမွမ်းဖို့မဟုတ်ဘူးတင်းကိုကူခိုင်းနေတာတင်းကိုမဆခိုင်းနေတာတင်းကိုကြွေးမွေးခိုင်းနေတာချစ်ရင်ငါတို့တွေကိုကြွေးခါလီမှာကျွန်တော်တို့တလွဲကြီးတွေဆွဲတာဖျားသမီးကိုထိတော့တက်လားဖျားသားမင်းမလုံးနဲ့ဟိုမှာသွားပြီနှစ်ဖူးတွေကကွဲသွားပြီခြေတော့တစ်ချောင်းကျိုးသွားတယ်နောက်တစ်ခါထပ်မလုံးနဲ့နှစ်ချောင်းမှကျိုးသွားမှာအမလေး तू က prophet ပါပြုတ်လိုက်တယ် please don't do that okay ဆိုတော့ငါတိုးတွေကိုကျွေးငါတိုးတွေကိုထိမ့်ပေးလမ်းမှားသွားရင်မေတ္တာနဲ့ပြန်ဆွဲခေါ်ပေးဆူတောင်းပေးဖျားသခင်ရဲ့လမ်းထဲပြန်ရောက်လာဖို့မေတ္တာနဲ့
ကူညီမဆတတ်တော်သူဖြစ်မယ်ဆိုရင်မှတ်ထားပါညီကိုမောင်မတို့ကျွန်တော်တို့ဖះကိုတကယ်ချစ်တော်သူတွေအတွက်ဖះသခင်ပြင်ဆင်ထားတဲ့အရာတွေကလူမျက်စိဖြစ်မမြင်နားဖြစ်မကြားစိတ်နှလုံးနဲ့မကြံစီသေးထို့အရာအလုံးစုံကိုဖះခင်မိမိဝိညာဉ်တော်အဖြစ်ဖော်ပြဖို့အတွက်ပြင်ဆင်ထားပြီးဖះသခင်ချစ်တော်သူဒီဟုသောကြံစီတော်မူခြင်းတိုင်းခေါ်တော်မူသောသူရဲ့အကျိုးခတ်သိမ်းသောအရာတညီတညွတ်ထဲပြုစုဖို့ဖះရှင်ပြင်ဆင်ထားပြီးသားအရေးကြီးတာကဖះကိုတကယ်ချစ်လားချစ်တော်သူတွေအတွက်ဖះပြင်ဆင်တဲ့အရာတွေအများကြီးမရှိလားရှိတယ်ပတ်လည်မှာရှိတယ်အဲ့ဒီပတ်လည်မှာရှိတဲ့မင်္ဂလာတွေအလုံးသိစီရောက်လာဖို့ဘာလုပ်ရလဲချစ်ရင်တင်းရဲ့ပတ်လည်မှာကောင်းကြီးရှောက်မရှာနဲ့တင်းရဲ့ပတ်လည်မှာရှိတဲ့ဖះရဲ့သားသမီးတွေကိုကျွေးမွေးကြည့်ရှုတတ်ဖို့ထိုဒီသားမကဖះမသိတဲ့သူတွေကိုပါမေတ္တာပြတတ်ဖို့ဒီချိန်ကအင်မတန်အရေးကြီးတဲ့အချိန်ဖြစ်နေပြီဒီကိုမောင်မတို့ဒီချိန်မှာလူတွေဟာပတ်စံခေါင်းပါတာထက်မေတ္တာခေါင်းပါနေကြပြီဒါကြောင့်ဖះသားသမီးများကျွန်တော်ပြောပြချင်တယ်အများကြီးမလုံနိုင်တော့မှဒီနေ့ဖះလှုပ်ခိုင်းတာတခုရှိတယ်တင်းအပြင်ဘယ်နှယောက်ကောင်းကြီးခံစားပြီလေကောင်းကြီးမခံရစားရနေအောင်တင်းအပြင်ဘယ်နှယောက်ပြုံးစေခဲ့ပြီလေတနေ့ကိုတင်လူ3ယောက်ကိုပဲပြုံးပျော်သွားအောင်တင်လှုပ်ဆမ်းပါအဲ့ဒါတင်းအတွက်ကောင်းကြီးနော်တင်းအတွက်ကောင်းကြီးဆိုတော့ကျွန်တော်ပြောပြမှတ်ထားပေးဒီအရာအပြင်ရတဲ့3ချက်လေးပြောပြီးကျွန်တော်အဆုံးသတ်မယ်နံပါတ်1ဖះသခင်ခိုင်းတာလှုပ်ချင်ရင်ဖះရဲ့အလိုတော်ရှင်းလင်းစွာသိချင်ရင် selfish တကူကောင်းမဆမ်းပါနဲ့နံပါတ်2သူဘာဖြစ်နေလဲဆိုတာကိုအာယုံမစိုက်ပါနဲ့နံပါတ်3သူဘာလိုအပ်လဲဆိုတာပဲအာယုံစိုက်ပါပြန်ပြောမယ်တေချာနာထောင်ဒီ3ချက်ကအရေးကြီးတယ်အတ္တတာမှာဖះကိုချစ်တော်သူတွေပြင်ဆင်ရမယ်3ချက်နေ့တိုင်းပေတရုကိုမေးတဲ့မေးခွန်းမှာအဖြေ3ခုပါတယ်မင်းငေါ့ချစ်လားပြောသွားတာချင်းတိုးကျွေးထိန်ကျွေးဘာလို့ပြောသွားလဲနံပါတ်1တင်းရတတ်တာမှာဖះခင်တကယ်ချစ်တယ်ဆိုရင်ဖះခိုင်းတာကိုတင်းတိပြီးတော့လှုပ်သွားနိုင်ပွင့်အတွက်နံပါတ်1ကိုလိုအပ်ချက်ကိုရှေ့တန်းတင်နေတွေ့တင်ဘယ်တော့မှဖះလိုမသိနိုင်ဘူးဒါကြောင့် deny yourself အဲ့ဒါကိုဘာလဲဆို selfish မရှိပါနဲ့တကူကောင်းဆန်တဲ့စိတ်မရှိပါနဲ့ငါလိုအပ်တာကြီးပဲဘယ်လိုပြည့်အောင်လုပ်ရမလဲဆိုတဲ့လူကဘယ်တော့မှမပြည့်ဘူးအရင်စိတ်ဆင်းရဲရတယ်ကိုလိုအပ်ချက်တွေပြည့်ဖို့ရန်အတွက်ပဲတစ်ချိန်လုံးစဉ်းစားဆူတောင်းဟိုလူအားကိုဒီလူအားကိုတဲ့လူကတိတ်ဒုက္ခရောက်တယ်โอเคကိုအလိုပြည့်ဖို့ပဲတစ်ချိန်လုံးမစဉ်းစားပါနဲ့နံပါတ်2သူများဘာဖြစ်နေလဲဆိုတာကိုအာယုံမဆိုင်ပါနဲ့ဟဲ့ဟိုလူကတော့ဘာဖြစ်သွားပြီဒီလူကတော့ဘာဖြစ်သွားပြီဟိုလူဘာဖြစ်သွားဒီလူဘာဖြစ်သွားပြီသူတို့ဖြစ်တာအာယုံမဆိုင်နဲ့သူတို့ဘာလို့အပ်လဲဆိုတာပဲအာယုံဆိုင်ပါလူတွေတော်တော်များများကသူတို့ဘာလို့အပ်လဲဆိုတာအာယုံမဆိုင်ဘူးသူတို့ဘာဖြစ်တာလဲပဲအာယုံဆိုင်ပြီးတော့အဲ့ဒီဖြစ်တဲ့ information ရှောက်ယူပြီးတော့သူများကိုလိုက်ပြီးတော့မှဟိုအကြောင်းဒီအကြောင်းရှောက်ပြောပြီးတော့ပဲကိုအမင်္ဂလာကိုယူကြတယ်မင်္ဂလာမယူကြဘူးသူတို့ဘာဖြစ်လဲဆိုတာစိတ်ဝင်စားနေသူတို့ဘသူလဲဆိုတာလဲစိတ်ဝင်စားနေသူတို့ကိုဘာလုပ်ခဲ့တယ်ဆိုတာလဲစိတ်ဝင်စားနေသူတို့ကကောင်းတဲ့လူလားဆိုးတဲ့လူလားအဲ့ဒါစိတ်ဝင်စားနေဒါပေမဲ့ तू ဘာလိုအပ်နေလဲအဲ့ဒါပဲစိတ်ဝင်စား तू လိုအပ်တဲ့ဟာကိုကဖြစ်စည်းပေးနိုင်ပွဲစိတ်ဝင်စားနေ့တိုင်းမနှက်ထတာနဲ့ကိုတော့ဒီနေ့ဘသူအတွက်ဘာတွေလိုအပ်နေလဲသမီးကိုသုံးပါသားကိုသုံးပါသူများဘာလိုအပ်နေလဲခြေထောက်မရှိတဲ့သူအတွက်သားဟာသူ့ကိုနေရာကိုသူသွားချင်တဲ့နေရာကိုပို့ဆောင်ပေးနိုင်တဲ့သူ့အတွက်ခြေထောက်ကလေးဖြစ်ပါစေလက်မရှိတဲ့သူအတွက်သူလိုအပ်နေတဲ့အခါမှာသူ့ကိုမဆာဖို့ရတော့ကူညီတဲ့လက်ကလေးဖြစ်ပါစေ
သူများစားစရာမရှိတဲ့အခါမှာထမင်းတစ်လုပ်ကိုတွားကျွေးနိုင်တဲ့သူတယောက်ဖြစ်ပါစေတင်းအဲ့ဒါကိုလှုပ်ဆမ်းမှညီကိုမောင်မတို့တင်းရဲ့အတ္တမှာလိုလေသေးမရှိအောင်ဖျားခင်အကုန်တာဝန်ယူသွားလိမ့်မယ်မင်းငါ့ကိုချစ်လားနေတိုင်းမေးနေတယ်ချစ်တယ်ကိုတော့ချစ်တယ်ဆိုပါဇာနဲ့မပြောနဲ့မင်းပတ်ဝန်းကျင်မှာဒုက္ခရောက်နေသူတွေအများကြီးမင်းမနှက်ထနဲ့ငါဘာစားမလဲငါသားသမီးတွေငါဘယ်ကြောင်းပို့ရမလဲအတ္တသိတ်ကြီးတဲ့ဖွဲ့တွေမဖြစ်ပါနဲ့ငါဘယ်လိုလုပ်ရမလဲငါဘယ်သွားရမလဲဟိုဘယ်လိုစားမလဲဘာစီးပွားရေးလုပ်ရမလဲအဲ့ဒါတွေမစင်းစားနဲ့အချိန်တန်ရင်ဘုရားသခင်ကသင်မလုပ်ချင်တာတော့မှသင်လုပ်ရမယ့်အရာတွေအားလုံးကိုဘုရားသခင်တင့်အတွက်ပြင်ဆင်လာလိမ့်မယ်အဲ့ဒါသင်ကိစ္စမဟုတ်ဘူးအရေးကြီးတာမနှက်ထတာနဲ့ကိုတော့ဘသူဘာလို့အပ်နေလဲဘသူလိုအပ်နေလဲလိုအပ်နေတဲ့သူတို့လိုအပ်တဲ့အချိန်မှာလိုအပ်တဲ့သူကိုကူညီနိုင်တဲ့အတ္တဖြစ်ဖို့ဒီနေ့တောက်သုံးပါသမီးသုံးပါပတ်ဝန်းကျင်ကြည့်ပါ look around and serve God look around and serve God ငယ်ဆုံးတော့သူပြုသည်များသည်ငါအားပြုကြပြီပြောတဲ့အတိုင်းဒီနေ့ကျွန်တော်တို့အတ္တကိုပြင်ဆင်ရင်းနဲ့ဒီနေ့ကိုတော့တကယ်ချစ်တယ်ဆိုရင်ကိုတော့ခိုင်းတာကိုနေ့ရက်စနေမှာလှုပ်တော်သူတွေဖြစ်ဖို့ကိုတော့ဒီနေ့ဘာခိုင်းမလဲဆိုတာကိုအစင်သင်အမြဲတမ်းပြင်ဆင်တော်သားသမီးတွေဖြစ်ပါစေလို့ပြောရင်းနဲ့ဒီမှာရှိတဲ့ညီကိုမောင်မအရောက်စီတဲ့သင်ဖျားခိုင်းတာလို့သင်လိုတာအားလုံးမတောင်းဘဲနဲ့ပြည့်ရတော့ခွင့်ကိုဖျားပြင်ဆင်ပေးလိုက်ပါ look around and serve God ခဏဆုတောင်းအောင်ဖျားရှင်ကိုရောယေရှုတင်တယ်ကောင်းမြတ်တော်မူသောဖျားခရစ်တော်ရှင်မြတ်တည်သောကြောင့်ဂုဏ်ကျေးဇူးချီးမွမ်းတယ်ယနေ့ဒီကိုရောစီရင်တော်နေဖြစ်လို့ယေရှုတင်တယ်နှုတ်ကပတ်တော်အပြင်အရောက်စီတန်းကိုစကားပြောလဲကိုရောဒီနောက်ဆုံးသောကာလမှာလူတွေဟာငါဘာစားမလဲငါဘလို့ဝတ်ရမလဲငါဘယ်မှာနေရမလဲငါဆိုတဲ့ချိန်မှာ no ပတ်ဝန်းကျင်မှာရှိတဲ့လိုအပ်နေတဲ့သူတွေကိုကြည်တက်ပြီးတော့မှမဆာဖို့မနှက်ထတာနဲ့ငါဘသူ့ကိုမဆာမလဲငါဘသူ့ကိုကူညီရမလဲဘသူဘာလို့အပ်နေလဲဆိုတာကိုအမြဲတမ်းကြည်တက်ခြင်းအပြင်ရေတွက်မကုန်အံ့ဘွယ်မဆုံးတဲ့အမှုရာမင်္ဂလာတွေဟာအိမ်ထဲမှာပြည့်ရတော့အခွင့်အတ္တမှာခံစားရတဲ့အခွင့်အတီးတီးရှိပါစေကျေးဇူးတော်ပေါင်းချီးမွမ်းလဲသခင်ယေရှုဖခင်နာမနဲ့ကောင်းကြီးပေးလိုက်ပါတယ်အဖထာဝရမြတ်စွာဘုရားသခင်အာမင်ချစ်တော်ညီကိုမောင်မတို့ပြန်တွေ့ကြမယ်ဘယ်တော့တွေ့မှာလဲဒီနေ့ကဘာနေ့လဲ Saturday မနက်ဖြစ်သွားပြီဆိုတော့ Sunday ညမှာပဲကျွန်တော်ပြန်တွေ့ကြရအောင်အားလုံးကိုဖျားသခင်တာ၍ချီးမြှောက်အသုံးပြုလဲပတ်ဝန်းကျင်မှာရှိတဲ့သူတွေ hey ကူညီဖို့ရန်အတွက်ပြင်ဆင်တော့ okay စကြည့်တော့အိမ်ထဲမှာဘာမရှိနေလဲဘာကုန်သွားလဲအဲ့ဒါမကြည့်နဲ့ဘသူတွေဘာမရှိလဲဘာကုန်နေလဲအဲ့ဒါလိုက်ကြည့်ပေးခြင်းအဖြစ်တင့်အိမ်မှာရှံထွက်ပါစေ God bless you bye bye